မင်္ဂလာပါကျွန်တော်ကတော့ Top 5 Channel ကအစီအစဉ်တင်ဆက်သူကိုလူမောင်းပါဆိုတော့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့သတင်းမီဒီယာလို့ကိုလိုင်စင်ပေးကိုကောင်းစဉ်တင်ထားတဲ့မီဒီယာသမားတယောက်ကနေပြီးတော့မီဒီယာကျင့်ဝတ်တွေနဲ့မကိုက်ညီစွာအာဘော်တွေကိုပြောဆိုနေတဲ့အပေါ်မှာလေ့လာသုံးသပ်သွားမှာပေါ့နော်โอเคကျွန်တော်စလိုက်ရအောင်နောက်ထပ်9နှစ်2025ကနေပြီးတော့2030အထိနိုင်ငံတော်သမ္မတတောင်ကိုကျွန်တော်တို့ဆက်ပြီးတော့ယူပေးဖို့ကျွန်တော်ပြည်သူလူထုကလည်းတောင်းဆိုနေပါတယ်โอเคဒါကတော့အခုဒီစကားကိုပြောသွားတာကတော့ဒါသတင်းမီဒီယာဌာနကသူ့ကိုယ်သူသတင်းတော်လို့တော့ပြောတာပေါ့နော်ကိုကျော်စိုးဦးပေါ့တချို့ကလည်းစာကလေးကောင်းလို့ခေါ်ကြတယ်ဒါသူကနေပြီးပြောသွားတယ် NASA ကဥက္ကဋ္ဌကြီးကိုနိုင်ငံတော်သမ္မတတာဝန်နောက်ထပ်9နှစ်ဆက်လက်လှုပ်ဆောင်ပေးဖို့ပြည်သူလူထုကတောင်းဆိုပါတယ်တဲ့အဲ့တော့ကျွန်တော်တစ်ချက်စဉ်းစားကြအောင်မြည်သည့်ပြည်သူတွေကျွန်တော်မြန်မာနိုင်ငံအတွင်းမှာမအားလမင်းအွန်လိုင်းကိုနိုင်ငံတော်သမ္မတအဖြစ်မြည်သည့်ပြည်သူတွေကသတ်မှတ်ထားတာလေအဲ့တော့ကျွန်တော်နိုင်ငံထဲမှာရှိတဲ့ဒီမိုကရေစီကိုလိုလားတဲ့ပြည်သူကတန်းပေါင်းမြောက်များစွာရှိပါတယ်ဆိုတော့သူ့ကိုမြည်သူကမှလည်းနိုင်ငံတော်သမ္မတအဖြစ်မှတ်ယူထားတာမရှိဘူးနောက်တစ်ခုကနိုင်ငံတော်သမ္မတအဖြစ်နဲ့သူဒီရွေးကောက်တင်မြှောက်ခံထားရတာလည်းမဟုတ်ဘူးနောက်ထပ်တစ်ခုကကျွန်တော်ဒီယာယီသမ္မတပေါ့နော်ယာယီသမ္မတတာဝန်ကိုလက်ရှိသူတာဝန်ထမ်းဆောင်နေပါတယ်လို့ပြောတယ်โอเคဟုတ်ပြီဒီယာယီသမ္မတတာဝန်ကိုညီသည့်လွှတ်တော်ကနေပေးရခဲ့တာစစ်ကောင်စီကဒါအကြမ်းဖက်နီလန်းအနေနဲ့အာဏာလုသွားတဲ့အချိန်လွှတ်တော်တကားကြီးပိတ်နေတဲ့အချိန်မှာငါကယာယီသမ္မတပါကွာဆိုပြီးတော့လက်ကျိတ်ထိုးပြီးပေးထားတဲ့ယာတို့ကြီးလေဗျပြည်သူကရွေးချယ်တင်မြှောက်ထားတာမှမဟုတ်ဘူးသမ္မတဆိုတဲ့စကားလုံးကပြည်သူကရွေးချယ်တင်မြှောက်ကြတာအမွေစားအမွေခံသမ္မတဆိုတာကမ္ဘာပေါ်မှာမြေသီးနိုင်ငံမှာမှမရှိဘူးကျွန်တော်မြန်မာနိုင်ငံရဲ့2008ဖွဲ့စည်းပုံထဲမှာလည်းအမွေစားအမွေခံသမ္မတဆိုပြီးတော့မပေးထားဘူးနော်သမ္မတရဲ့အရေးချင်းဆိုင်ရာတွေမှာလည်းမရှိဘူးโอเคအဲ့တော့နောက်တစ်ခုပြည်သူလူထုကတောင်းဆိုပါတယ်နောက်ထပ်9နှစ်သမ္မတတာဝန်ကိုဆက်လက်ထမ်းဆောင်ပေးပါဆိုတော့သူကအရှိမသမ္မတတာဝန်ကိုထမ်းဆောင်ထားတဲ့သဘောမျိုးတက်ရောက်နေတယ်ဆိုတော့ကျွန်တော်သမ္မတအရေးအချင်းတွေကိုစဉ်းစားကြည့်အောင်ကျွန်တော်2008ဖွဲ့စည်းပုံကြီးတဲ့ကနိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများဆိုတဲ့အခန်း3ပုံမှန်61 62 63တွေမှာပါပါတယ်ဆိုတော့အဲ့တော့နိုင်ငံတော်သမ္မတဆိုတာကလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရင်လဲလွှတ်တော်ကနေနှုတ်ထွက်ပြီးကြောင်းနိုင်ငံဝန်ထမ်းဖြစ်ရင်နိုင်ငံဝန်ထမ်းအဖြစ်မှာအငြိမ်းစားယူပြီးတည်ဟုမှတ်ယူရမည်လို့ဒါအတိအကျအတိလင်းရေးဖွဲ့ထားပါတယ်အဲ့တော့ဦးမင်းအောင်လှိုင်မဟာလာကလက်ရှိမှာနိုင်ငံတာဝန်ကိုထမ်းဆောင်နေတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တယောက်ဖြစ်တယ်အဲ့တော့သမ္မတဂုံအင်္ဂါနဲ့ယာယီသမ္မတလည်းဖြစ်လို့မရတယ်လို့သမ္မတဆိုတာလည်းဖြစ်လို့မရအောင်ဆိုတော့ဘာကြောင့်လဲဆိုရင်သမ္မတဆိုတာကပူးတွဲတာဝန်ထမ်းဆောင်လို့မရဘူးဆိုတော့သူကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကောNASAကဥက္ကဋ္ဌရောနိုင်ငံတော်ဝန်ကြီးချုပ်ကောယာယီသမ္မတရောဆိုတဲ့မနုဿီဟာဖင်လေးကွာဖြစ်နေတယ်ဆိုတော့သူဒီမြည်သည့်အချိန်ကာကမှတရားဥပဒေလမ်းကြောင်းအရသမ္မတမဖြစ်ခဲ့ပါဘူးနော်အဲ့တော့မြည်သည့်ပြည်သူကမှလည်းသမ္မတအဖြစ်တာဝန်ထမ်းဆောင်ဖို့မြည်သည့်ပြည်သူကမှလည်းမတောင်းဆိုကြပါဘူးနော်ဦးမင်းအောင်လှိုင်ကိုသမ္မတအဖြစ်ဆက်လက်တည်ရှိပါစေဆိုပြီးတော့မြန်မာနိုင်ငံအတွင်းမှာဆန္ဒခံယူပွဲတွေပြည်သူတောင်းဆိုတဲ့နေပြည်သူအတန်တွေဟိတ်ကြွေးတာကျွန်တော်တို့တော့မကြားမိဘူးအဲ့တော့သတင်းမီဒီယာသမားဖြစ်တဲ့ကျော်စိုးဦးမီဒီယာကျင့်ဝတ်အချက်6ချက်ကိုမလိုက်နာတာလားဒါမှမဟုတ်မင်းကုံ၌ကတိတိကျကျသတင်းသမားတယောက်မဖြစ်နေတာလားဆိုတာကတော့ကိုယ့်အောင်ကိုယ်ပဲသုံးသပ်သိနေလို့ထင်ပါတယ်โอเคဆက်ပြီးတော့နောက်ထောင်ကြည့်လိုက်ရအောင်ပြည်သူလူထုကတောင်းဆိုဒါကပြည်သူလူထုရဲ့ဆန္ဒပါဒါတော့စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးဆက်ပြီးတော့ကျွန်တော်နိုင်ငံတောင်ဝန်တွေထပ်ပြီးထမ်းဆောင်မှုအတွက်ပြည်သူလူထုကလိုလားနေကြပါတယ်တပ်မတော်ချစ်တဲ့နိုင်ငံသူနိုင်ငံသားတွေအများကြီးကများစွာဗျာတန်းနဲ့ချီတဲ့နိုင်ငံသူနိုင်ငံသားတွေကလိုလားနေကြပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့โอเคဒါသူထဲမှာတော့အဖြစ်ပါတော့တပ်မတော်ချစ်တဲ့နိုင်ငံသူနိုင်ငံသားတွေโอเคကျွန်တော်နိုင်ငံသူနိုင်ငံသားတွေကတပ်မတော်ချစ်တာနဲ့သမ္မတလုပ်ပါလို့ပြောပိုင်ခွင့်မှမရှိတာတပ်မတော်ကဝယ်ဦးစီးရောကသမ္မတပါလို့သတ်မှတ်ပိုင်ခွင့်မရှိဘူးဘာကြောင့်လဲဆိုတရားဥပဒေဆိုတာရှိတယ်အဲ့တော့ဥပဒေလမ်းကြောင်းအရသမ္မတမဟုတ်တာတဲ့လူတယောက်ကိုသမ္မတယာရုဇက်လက်တာဝန်ပေးရပါတယ်ဆိုရင်တော့ညံတိန်လုံးတဲ့မီဒီယာသမားတယောက်ဖြစ်ပါလိမ့်မယ်โอเคဆက်နာထောင်ကြည့်အောင်NASAကဥက္ကဋ္ဌကြီးရဲ့နိုင်ငံတော်တည်ဆောက်ရေးနဲ့ပတ်သက်ပြီးလုပ်ငန်းစဉ်တွေမပြတ်တောက်သွားမှုဖြစ်ပါတယ်ကျွန်တော်တို့ဦးသိန်းစိန်လက်ထက်မှာဦးသိန်းစိန်ဟာနိုင်ငံတော်ဖွံ့ဖြိုးရေးတွေစပြိုးပြီးတည်ခဲ့တယ်လမ်းကြောင်းတွေဖောက်ပေးခဲ့တယ်အဲ့ဒီလမ်းကြောင်းတွေအားလုံးကို NLD အစိုးရကဖျက်တယ် Okay right အဲ့တော့
တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကနိုင်ငံတော်တည်ဆောက်ရေးလမ်းကြောင်းတွေလမ်းစဉ်တွေကိုလှုပ်ဆောင်နေတယ်ဦးသိန်းစိန်လက်ထက်မှာနိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေနိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်တာကို NLD အစိုးရကဖျက်တယ်အဲ့တော့ NLD အစိုးရလက်ထက်မှာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖျက်ခဲ့တဲ့ project တွေကျွန်တော်တို့မမြင်မိဘူးမကြားမိဘူးတခုတော့ရှိတယ်နိုင်ငံရဲ့တယံဇာတနိုင်ငံရဲ့အသက်သွေးကြောတွေဖြစ်တဲ့မြစ်ဆုံစီမံကိန်းတို့ကျေးဇင်တော်စီမံကိန်းတို့ကိုရပ်တန့်ခဲ့တာတော့ကျွန်တော်တို့တွေ့မိတယ်ကိုကျော်စိုးခမည်းကသတင်းမီဒီယာသမားတယောက်ဖြစ်ရိုးမှန်တယ်ဆိုရင်ဟုတ်ပြီနော်အဲ့တော့ဒီ AR မြစ်ကြီးခန်းချောက်သွားလို့ရှိလို့ရှိရင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့နိုင်ငံစဘာအိုးကြီးပျောက်ဆုံးသွားမှာကိုခမည်းကမသိတာလားနောက်တစ်ခုကျေးဇင်တော်စီမံကိန်းလက်ပတောင်းတော်စီမံကိန်းကျွန်တော်တို့တွေရဲ့လေဒီဆရာတော်ဘုရားကြီးရဲ့တမိုင်းဝင်တိန်တော်ကြီးတောင်အဖြိုခံရတဲ့စီမံကိန်းမျိုးကိုရပ်တန့်ခဲ့တာ NLD အစိုးရကမှားတာလားအဲ့ဥစ္စာကိုဝန်ပေါင်ကုမ္ပဏီနဲ့စာချုပ်ချုပ်ခဲ့တာ NLD အစိုးရမဟုတ်ဘူးနော် brother တက်မတော်ကရောင်းစားခဲ့တာမြစ်ဆုံစီမံကိန်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပါဆိုပြီးတော့ကျွန်တော်တို့ AR တိုင်းရဲ့အသက်သွေးကြောမြန်မာတိုင်းနိုင်ငံလုံးရဲ့စဘာအိုးစပက်ကြီးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကစိုက်ပျိုးရေး agriculture country ဗျာစိုက်ပျိုးရေးနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ AR မြစ်ကြီးတိမ်ကောပပျောက်သွားမဲ့အရေးကိုဟန်တားခဲ့တာကနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုနှောင့်နှေးအောင်လုပ်တာလား brother တေချာစဉ်းစားပါ brother ကသတင်းမီဒီယာသမားတယောက်ပါဗျအဲ့တော့အမှန်အကန်ကိုတင်ပြရမှာလေမိမိအာဘော်ကိုပြောရမှာမဟုတ်ဘူးမီဒီယာကျင့်ဝတ်အချက်6ချက်ထဲမှာလဲဒါတွေကိုတိတိကျကျတားမြစ်ထားပါတယ်နော်သတင်းသမားတယောက်ဆိုလို့ရှိလို့ရှိရင်သတင်းအချက်အလက်တွေကိုတိကျမှန်ကန်စွာတတ်နိုင်သမျှပြည့်စုံစွာစီစစ်ကြမယ်ပြီးတော့လို့ရှိရင်တိကျမှန်ကန်မှုရှိတဲ့သတင်းတွေကိုဖော်ပြခြင်းမရှိမိပဲနဲ့မတိမကျမမှန်မကန်ရေးသားဖော်ပြမိရင်လည်းအမြန်ပြန်ပြင်ဆင်ရတယ်ခင်ဗျာပြန်ပြင်ဖို့အချိန်ရပါသေးတယ်ပြန်ပြင်မှာခင်ဗျာမီဒီယာကျင့်ဝတ်ကိုလိုက်နာတဲ့လူတယောက်မီဒီယာကျင့်ဝတ်ကိုလေးစားတဲ့လူတယောက်ဆိုရင်ခင်ဗျာမီဒီယာကောင်းပြည်တောင်းအောင်နေပါဘောမတာနဲ့မီဒီယာနဲ့မဆိုင်ဘူးနော် brother okay ဆက်သွားကြည့်အောင်လေသွားတယ်လက်ရှိကျွန်တော်တို့ဒီ2021ကနေပြီးတော့2025ကာလအတွင်းမှာဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကသူ့ရဲ့လက်တစ်ဖက်ကတိုင်းပြည်တည်ဆောက်တယ်ဘာသာသာသနာရေးအတွက်ဘာသာသာသနာထုံးကားဖို့အတွက်လုပ်တယ် okay အဲ့တော့2021ကနေ2025အတွင်းမှာ NASA ကဥက္ကဋ္ဌကြီးတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးပေါ့ဗျာနော်သူကနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွေကိုတည်ဆောက်တယ်ဘာသာသာသနာထွန်းကားအောင်လုပ်တယ်လက်တစ်ဖက်ကနေပြီးတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်တယ်လက်တစ်ဖက်ကနေပြီးတော့တိုင်းပြည်ကိုကာကွယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တခုတော့မေးကြည့်အောင်မီဒီယာသမားကြီးကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွေကိုတည်ဆောက်လိုက်တာ2021ကနေ2025အတွင်းမှာအီဂျာကွေးတစ်ချောင်း200ကနေအီဂျာကွေးတစ်ချောင်း1000ဖြစ်သွားတယ်ကြောက်တစ်လုံး100ကနေကြောက်တစ်လုံး900ကျော်ဖြစ်သွားတယ်ကျွန်တော်တို့ပြည်သူတွေတနေကုန်အလုံးလုံးလို့ထမင်းစားဖို့တော့မလောက်ငါဘူးအဲ့တော့စီတပိတ်တာစံတပီရဲ့ဈေးနှုန်းကိုခမရအရင်လေ့လာပါနိုင်ငံတော်ဘလောက်ဖွံ့ဖြိုးတိုးတက်သွားလဲအခြေခံလောက်ခလာစာတွေအရန်ကြီးကိုမြင်မာသွားလို့လား brother မီဒီယာသမားပါဗျတေချာလေးလုပ်ပါကျွန်တော်တို့ပြည်သူတွေကိုမီဒီယာမှိုင်းမတိုက်ပါနဲ့ဟုတ်ပြီနော်ဆိုတော့အဲ့တော့ဆက်ပြီးနားထောင်ကြည့်လိုက်အောင်ဟောပြောပြီးတော့လှုပ်တယ်လက်တစ်ဖက်ကကျွန်တော်တို့တိုင်းပြည်မှာစူပူနေတဲ့အကြမ်းဖက်သမားလက်တစ်ဖက်ကရှင်းတယ်လက်တစ်ဖက်ကတုတ်တင်နေရတယ်အဲ့တော့ဒီနာဆာကဥက္ကဋ္ဌကြီးလက်နှစ်ဖက်လုံးမအားဘူးအဲ့ဒီလက်နှစ်ဖက်ကကျွန်တော်တို့ဆက်ပြီးတော့ဒီ2025အကုန်မှာဒီလက်နှစ်ဖက်ကကျွန်တော်မရက်သွားစေချင်ပါဘူးဒီရက်ကျွန်တော်တို့လှုပ်ရှားနေတဲ့လက်နှစ်ဖက်ကကျွန်တော်တို့နိုင်ငံအတွက်ဆက်ပြီးတော့2025ကနေပြီးတော့2030အထိကျွန်တော်တို့ဆက်ပြီးတော့ဒီဖုန်းတို့ကကျွန်တော်ဆက်ပြီးစံတန်းစေချင်ပါတယ် okay ခင်ဗျာမီဒီယာသမားတရားအဲ့တော့ဖုန်းတို့ရဆက်လက်ဆက်မြန်းစီခြင်းပါတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကရှင်ဘရင်နိုင်ငံမဟုတ်ဘူးဗျเนาะကျွန်တော်တို့က Kingdom မဟုတ်တော့ဘူးဆိုတော့အဲ့တော့ကျွန်တော် British ခေတ်တွေပြတ်သုံးသွားပြီလေ brother ရဲ့ democracy အဲ့တော့ democracy ဆိုတာကပြည်သူကရွေးချယ်တင်မြှောက်ကြတာငါကမျိုးဆက်အရာငါတာဝန်ပေးရတယ်ဆိုတဲ့စနစ်တွေကုန်သွားပြီလေ brother ရဲ့ British ခေတ်မှမဟုတ်တော့တာနောက်တစ်ခုကเนาะလက်နှစ်ဖက်ကမအားဘူးလက်တစ်ဖက်ကတိုင်းပြည်တိဆောက်တယ်လက်တစ်ဖက်ကအကြမ်းဖက်တွေကိုတုတ်တင်တယ် brother တို့တုတ်တင်နေတဲ့တဲမှာအပြစ်မဲ့တဲ့ပြည်သူတဦးတယောက်မှမပါခဲ့ဘူးလားအပြစ်မဲ့တဲ့ရဟန်းတန်ဃာတွေမပါခဲ့ဘူးလား brother ចောင်းသားတွေကလေးတငယ်တွေခင်ဗျားတို့တိုင်းပြည်တိဆောက်ပါတယ်ဆိုတော့ခင်ဗျားတို့အရင်တော့ပြောခဲ့ဘူးတာပေါ့နော်ဖျားလောင်းကိုပါရမီဖြည့်မဲ့ကြွက်မင်းဆိုနော်အဲ့ကြွက်မင်းကြီးကြောင့်ကလေးတငယ်တွေတက်ကြီးရွယ်တွေကိုဝင်ဆောင်တွေကြေးရွာတွေ
စာတင်ကျောင်းတွေစေးုံစေးကန်းတွေစာကြီးတိုက်တွေဘိုးဘွားရိတ်တာတွေကျွန်တော်တိုင်းပြည်ကိုတီဆောင်ရင်းနဲ့လေရင်ဘုံကျဲလို့ကုန်ပါပြီဗျာကျွန်တော်နိုင်ငံကြီးလဲပြပုံအတိဖြစ်ဖို့နီးနီးပဲကြံပါတော့တယ်ခင်ဗျမီဒီယာသမားမှတ်လားပြောပါလားတက်မတော်ကြောင့်ဘယ်ကြီးရွာဘယ်ရက်ကွက်ဘယ်မြို့နယ်မှာအပြစ်မဲ့ပြည်သူတွေထိခိုက်နစ်နာသွားပါပြီဆိုတဲ့စကားမျိုးခင်ဗျားတို့မီဒီယာဆိုတာမျက်စိမှပြိပရာဗျအလဲလမ်းစဉ်ကနေလက်ဝဲလက်ရမယိမ့်ပဲတည်င်းအမှန်ကိုပြန်ကြားပေးရတာမီဒီယာအဲ့တော့ brother မီဒီယာကျင်းဝင်းညီပါစေဆွတ်ဆက်ပြီးဘောမမပါနဲ့ခင်ဗျားကမီဒီယာသမားတယောက်နိုင်ငံရဲ့စရုပ်ရမန်တိုင်းမှာတာဝန်ယူနေတဲ့လူတယောက်ခင်ဗျားတော့တာဝန်ပေးထားမှာမဟုတ်ခင်ဗျားတာဝန်ယူနေတာနော်အဲ့တော့ကိုယ့်ကိုမီဒီယာသမားလို့ခံယူထားလို့ရှိလို့ရှိရင်စရုပ်ရမန်တိုင်းအရာအလဲလမ်းစဉ်ကနေလိုက်ပါလက်ဝဲလက်ရမယိမ့်ပါနဲ့ brother okay ကျွန်တော်စပ်ပြီးနားထောင်ကြည့်မယ်ခင်ဗျားတို့မြင်ပါလိမ့်မယ်နာဆာကဥက္ကဋ္ဌကြီးရဲ့လက်ရိုးတွေနှလုံးရည်ကဖုန်းတကူခင်ဗျားတို့စံတန်းနေပါပြီခင်ဗျားတို့တွေ့ပါလိမ့်မယ်တလိုက်ပြီးလိုက်လာပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ဆက်ပြီးတော့ဒီနာဆာကဥက္ကဋ္ဌအနေနဲ့လည်းကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့2030အထိတောင်းဝန်ဆက်ပြီးတော့ထမ်းဆောင်ပေးစီချင်ပါတယ် okay ဘောမတာလေးလှတယ်ဗျာနော်ဖုန်းတကူလက်ရုံးရည်နှလုံးရည်ကစံတန်းနေပါပြီဘယ်ကိုစံတန်းလဲအရှိရက်စီလည်းမဟုတ်ဘူးအနောက်ရက်စီလည်းမဟုတ်ဘူးကျိုးစင်စီတို့ပါဘာကြောင့်လဲဆိုရင်အခုကျွန်တော်အမေရိကန်နိုင်ငံကလည်းဒါကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့ online ငွေလိမ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးထဲဝင်ဒါဒုစရိုက်မှုတွေကိုနှိမ်နင်းမှုဖျက်ဆီးဖို့စူးစမ်းလာပါပြီခင်ဗျားတို့ရဲ့ဘဘကြီးရဲ့ဖုန်းတကူတော်တော်ကိုစံတန်းနေပါပြီဘာကြောင့်လဲဆိုရင်နေဆက်လုံခြုံရေးနေကြားဆောင်တက်ဟာမိုက်တယ်ကွာအဲ့တော့ကျွန်တော်မြန်မာနိုင်ငံအတွင်းမှာ online ငွေလိမ်ကိုင်းတွေကိုအဓိကထားပြီးလုပ်နေတာကနေဆက် CEO တွေမှာ okay အခြားသော EAO တွေရဲ့နေမီတွေထဲမှာထက်ဆိုင်ရင်ခင်ဗျားတို့ရဲ့နေကြားဆောင်တက်တွေပိုင်ဆိုင်တဲ့ရွှေကုတ်ကို KK ပနော်အဲ့တော့ဒီနေရာတွေမှာအဓိကကြီးစိုးနေတာနေကြားဆောင်တက်ဒီဘယ်လက်အောက်မှာရှိလဲနေဆက်ရေးရဝင်ကြီးဌာနရဲ့လက်အောက်မှာရှိတယ်နေဆက်ရေးရဝင်ကြီးဌာနသည်မြည်သည့်လက်အောက်မှာရှိပါတယ်လေကာကွယ်ရေးဝင်ကြီးဌာနရဲ့လက်အောက်မှာရှိပါတယ်ကာကွယ်ရေးဝင်ကြီးဌာနသည်မြည်သူလက်အောက်မှာရှိပါတယ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်အောက်မှာရှိတယ်အဲ့တော့ခင်ဗျားတို့ရဲ့ဘဘကြီးကတော့ဖုန်းတကူတွေစံတန်းနေပါပြီ where to go to J အဲ့တော့ဘယ်ကိုသွားမလဲထောင်ထဲသွားမယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေပါပြီ brother ဖုန်းတကူတွေတော်တော်ကိုကြီးမြတ်နေပါပြီ okay ဆက်ပြီးနားထောင်ကြည့်လိုက်အောင်မယ်ခင်ဗျာနာဆာကဥက္ကဋ္ဌကြီးလည်းခင်ဗျာတော်တော်ပင်ပန်းပါတယ်အကြမ်းဖက်အုပ်စုတွေကိုခင်ဗျာနှိမ်နေရတာတလို့ပြီးရင်ကျတော့တန်ခင်းတမန်ခင်းအောင်နိုင်ဖို့အတွက်ဒါကျွန်တော်တို့ဒါဖုန်းတကူစမ်းတာတလို့တစ်ဖက်မှာလည်းကျွန်တော်တို့တိုင်းပြည်သားရဝါပြောရလောက်ရတလို့တော်တော်ကြီးကိုကျွန်တော်တို့ပင်ပန်းတဲ့အလုပ်ပါနော်အဲ့တော့တစ်ဖက်မှာကတော့ဒီမိုကရေစီအင်အားစုကိုဖြိုခွင်းတယ်ပေါ့ဗျာနော်ခင်ဗျားတို့အကြမ်းဖက်နှိမ်နေတာမဟုတ်ဒီမိုကရေစီအင်အားစုကိုဖြိုခွင်းတာဘာကြောင့်လဲဆိုရင်ရက်ကွက်ထဲမှာပန်းပန်တဲ့အမျိုးသမီးလဲဖမ်းနော်ရုပ်ဆအစုံအနီအောင်ဝင့်မိရင်တော့ဖမ်းမယ်ဆိုတဲ့အနေအထားမျိုးလက်နက်မပါပဲပန်းပန်လဲဖမ်းခဲ့တာပဲနော်ပြီးရင်ပြည်သူတွေရင်ထဲကဆန္ဒကိုစီတန်းလှည့်လည်ခဲ့လေဖမ်းခဲ့တာပဲပြစ်ခဲ့တာပဲတတ်ခဲ့တာပဲဆိုတော့အဲ့တော့ခင်ဗျားတို့ကအကြမ်းဖက်တာပြောတယ်မိမိကိုယ်တိုင်ကအကြမ်းဖက်ကိုမျက်ကြီးကိုမမြင်နိုင်ရဘူးပေါ့နော်ဆိုတော့နောက်တစ်ခုနိုင်ငံတော်စီပင်ဝါပြောရေးကိုစွမ်းတမန်လောက်တာပေါ့တိတ်လောက်တာပေါ့ဘယ်လိုနေရာမျိုးတွေမှာလောက်လဲလောင်ကစားနေရာတွေဒူးစရိုက်နေရာတွေမှာအရန်ကိုထဲဝင်လောက်ပါတယ် KK ဘတ်ရွှေကုတ်ကိုအခုမှပေါ်လာတာမှမဟုတ်တာ brother အခုမှချိုးရမှာမဟုတ်တာခင်ဗျားတို့ရဲ့နေကြားဆောင်စီးထဲမှာရှိနေတာလေဗျာအဲ့တော့ခင်ဗျားတို့တက်မတော်ကြီးကအစောကြီးတွေကသိနေတာပဲကျွန်တော်မသိပါဘူးလို့တော့မလုံးနဲ့နော် online ငွေလိမ်ကိုင်းဆိုတဲ့ဇာတ်ကလုံးကြီးကပေါ်လာတာ2021မှာမဟုတ်ဘူးနော်အဲ့တော့အခု2025မှာဖြိုခွင်းနေဆိုရင်ဒါဆိုရင်ခင်ဗျားတို့ကပူးတွဲပါဝင်တက်ရောက်နေတယ်ဆိုတာသိတာပါတယ်နောက်တစ်ခုဒါ USA လိုနိုင်ငံမျိုးအမေရိကလိုနိုင်ငံမျိုးကနေပြီးတော့ဒီ online ငွေလိမ်ကြားဖြတ်နေကိုထဲဝင်နှိမ်နှင်းတုတ်တင်တော့ပါမဲဆိုပြီးတော့ statement ကြီးထုတ်ပြီးတော့လှုပ်ရှားလာတဲ့အပေါ်မှာခင်ဗျားတို့ကအကြောက်ကြီးကြောက်နေတာ why ဘာကြောင့်လဲဟမ်ခင်ဗျားတို့တက်မလို့သတင်းမှန်ပြန်ကြားရေးကစော်မင်းထွန်းခေါ်စော်မဲလုံးကိုယ်တိုင်ကပြောတယ်ဒါဒီရိုးရှင်းတဲ့ကိစ္စမဟုတ်ပါဘူးတခြားနည်းနည်းလျှို့ဝှက်စမ်းကြဲသောအကြောင်းအရာတွေရှိပါလိမ့်မယ် brother အမေရိကန်ကကြေညာလိုက်တဲ့ statement မှာ online ငွေလိမ်ငန်းကိုတုတ်တင်ဖို့ပဲပါတာဒုစရိုက်လုပ်ငန်းတွေကိုရှင်းလင်းဖို့ပဲပါတာဆိုတော့တက်မလို့ယူရှင်းလင်းပါမယ်လို့တခွန်းမှမပါဘူးဟုတ်ပြီနော်
ဆိုတော့ brother တို့ကသတင်းမီဒီယာသမားပါဖြစ်ပြီးတော့ဘာကြောင့်ဓာတွေကိုအာမပေးရတာလဲနိုင်ငံသူနိုင်ငံသားတွေကိုဂုတ်သွေးစုပ်နေမဲ့ online ငွေလင်ကန်းတွေကိုရှိစေချင်တာလားမီဒီယာသမားကြီးရဲ့အမှန်တွေကိုပြောပါဗျာအမှန်တွေကိုလောက်ပါနော်ခင်ဗျားတို့ရဲ့ဖျားတဲ့ចောင်းဆောက်တကြံမင်းသားကြီးဦးမင်းအောင်လှိုင်ကငွေလင်ကန်းနဲ့မြန်ပတ်သက်နေလို့လားဓာတွေကိုဘာကြောင့်မပြောရဲတာလဲဟမ်မင်းပြောတော့နိုင်ငံတော်ဖွံ့ဖြိုးဖို့နိုင်ငံတော်စီပင်ဝါပြောဖို့ဆိုဒုစရိုက်မှုတွေကိုလောက်တာတွေကိုနှိမ်နှင်းရမှာလေကြားဖြန့်ခိုင်းနေဖမ်းမိတယ်နော်လူကောပစ္စည်းကောအဆောက်အဦကောဖမ်းမိတယ်လူတွေကိုတော့သက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်လွှဲပြောင်းပေးအပ်တယ်ဟုတ်ပြီမိထားတဲ့တရားခံတွေအသုံးပြုထားတဲ့ပစ္စည်းတွေကိုခင်ဗျားတို့ရှာဖွေပုံစံတွေဖန်ဝရမ်းတွေနဲ့သတင်းဌာနတွေမှာတရားဝင်ကြီးညာတာရှိလား no လုံးဝမှတတ်မဲ့ပစ္စည်းဥပမာပေါ့ KK ဘက်မှာရှိတဲ့ဟိုတယ်တွေဟိုတယ်ဗျအဆောက်အဦဗျနော်ဘေးရင်းနဲ့ဘေးရင်းစတက်ရှာတွေဒီဥစ္စာတွေကဖြိုချဖျက်ဆီးပစ်ကမှာမဟုတ်ဘူးလေနိုင်ငံတော်စီပင်ဝါပြောဖို့ဆိုလို့ရှိရင်တရားခံတွေကိုဖမ်းမယ်နိုင်ငံတော်ပိုင်ဖြစ်သိမ်းမယ်အဲ့နေရာမှာစာတင်ကြောင်းလုပ်ပစ်မယ်အဲ့နေရာမှာဘိုးဘွားရိတ်တာလုပ်ပစ်မယ်အဲ့နေရာမှာခင်ဗျားတို့ပြောတဲ့သာသနာပြုမင်းကြီးဘုံကြီးကြောင်းလုပ်ပစ်မယ်ဗျာဖြိုချပြီးလက်စာဖြောက်ကမှာမဟုတ်ဘူးလေဘာကြောင့်ဖြိုတာလဲဘာကြောင့်လဲသတင်းချက်လက်တွေပေါက်ကြားသွားမှာစိုးလို့လားခင်ဗျားတို့လုပ်ရက်ကနည်းနည်းတော့လွဲနေတယ်လို့မထင်ဘူးလားကိုကျော်စိုးဦးမီဒီယာသမားမှလားမှန်အောင်ပြောလေဗျာပြည်သူတွေကိုယုံကြည်အောင်လုပ်လေခင်ဗျားတို့ကအစိုးရနဲ့ပြည်သူကြားတဲ့ကနေဗရင်းမောက်တကဖွင့်ပေးရမယ့်လူတွေဗျပေါက်ပန်း40ပြောရမယ့်လူတွေမဟုတ်ဘူးနော်မီဒီယာကျင့်ဝတ်အချက်6ချက်ကိုလေးစားလိုက်နာပါအဲ့တော့ကျွန်တော်အဓိကပြောချင်တာကတော့ကျွန်တော်တို့ပြည်သူတွေလည်းမညံ့ပါနဲ့ကျွန်တော်တို့နိုင်ငံတွင်းထဲမှာအခုလက်ရှိဖြစ်ပျက်နေတာကငါကတော့မီဒီယာကွာငါကတော့မီဒီယာကွာဆိုပြီးတော့လက်ဝဲလက်ရရိမ့်နေတဲ့မီဒီယာသမားတွေများစွာရှိပါတယ်ဆိုတော့ကျွန်တော်တို့ကသတင်းအမှန်ဆိုတိုင်းယုံကြည်လို့မရပါဘူးဥပမာတစ်ခုအနေနဲ့ပေါ့ဗျာကျွန်တော်နိုင်ငံတွင်းထဲမှာငါတို့ကနိုင်ငံတော်ကတရားဝင်ခန့်အပ်ထားတဲ့သတင်းမှန်ပြန်ကြားရေးဝန်ကြီးဌာနဟာမိုက်တယ်စကလုံးကြီးအကြီးပဲနော်လုံးဝ true news တွေပြောတော့မလားလို့မိမိကိုယ်၌မိမိအစိုးဘက်ကပြစ်တက်ပြီးတော့မှ PDF ကတတ်ပါတယ်ဆိုပြီးဝင်းနမိတ်တော်ယုံဆရာတော်ဘုရားကြီးရဲ့ကိစ္စမှာလဲ PDF ကိုထိုးချခဲ့တယ်ဒါလားသတင်းမှန်ပြန်ကြားရေးသူကိုယ်၌ကပြောရုံနေမဟုတ်ဘူးနော်နိုင်ငံပိုင်မီဒီယာဖြစ်တဲ့မြဝတီမြမအတန်ကပါရုပ်တံနေနဲ့ထုတ်လွှင့်ခဲ့တာတကယ်ဖုံးလို့မရဖိလို့မရရေထဲငုံပြီးကြော့ပါရဲ့ချီးပါတယ်လို့ဖြစ်နေတယ်လူမပေါ်ခင်ချီးတုံးလေးပေါ်လာတော့တောင်းပန်ပါတယ်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာကဝင်ကြီးဌာနအလိုက်သတင်းလိမ်နေတာတွေရှိပါတယ်နော်အဲ့တော့သတင်းမှန်ပြန်ကြားရေးဆိုတဲ့စကားလုံးကြီးအောက်ကနေပြည်သူကိုမှိုင်းသွင်းနေတဲ့ဖုန်ငတိလဲသတိထားပါโอเคကျွန်တော်ညီကိုမောင်နှမတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဒီထက်ကောင်းတဲ့အစီအစဉ်လေးတွေလည်းဆက်လက်တင်ဆက်သွားပါအောင်မယ်